အာဆင်နယ်နည်းပြအာတီတာကိုအစာပိုင်းမှာတော့သူ့ဆရာပက်ခွာတီရှိုလာနဲ့နှိုင်းရှင်ခဲ့ကြပါရီနောက်ပိုင်းမှာတော့ခန်းစစ်မမနဲ့ကစားတတဲ့ဟိုစီးမိုရန်ဟိုနဲ့တူရီလို့ပြောလာကြပြန်ပါရီဒါပေမဲ့အခုချိန်မှာတော့သူ့ရဲ့ချီနီယာတခြားနည်းပြတယောက်နဲ့အန်ဝန်းဆရာကောင်းအောင်တူညီနေပါရီအဲ့ဒါကတော့အင်္ဂလန်နည်းပြဟောင်းဂါရန်ဆောက်ခိတ်ဖြစ်ပါရီဘာကြောင့်တူတယ်လဲဆိုရင်တော့နှစ်ယောက်စလုံးကအချီနီစူးနေတဲ့အသင်းတွေကိုတာဝန်ယူခဲ့ပြီးတော့အသင်းရဲ့ရင်ကျေးမှုနဲ့ယုံကြည်ကိုးစားမှုကိုပြင်လည်တိဆောက်ခဲ့ကြပါရီပရိသတ်တွေလူချင်းဆုံးဖလားကြီးနဲ့တကယ်ကိုနှီးစပ်ခဲ့ပြီးမှလွဲချော်ခဲ့ကြတာလေတူညီပြန်ပါရီဆောက်ခိတ်ရပြီးခဲ့တဲ့ယူရို2024မှာဘောလူပွဲတီတက်နိုင်ခဲ့ပေမယ့်နောက်ဆုံးမှာတော့ရှုံးနေပြီးတော့ထွက်ခွာသွားခဲ့ရှာပါရီသူလက်ထက်မှာအင်္ဂလန်အသင်းဟာမျိုးဆက်သစ်ကစားသမားကောင်းတွေအများကြီးပိုင်ဆိုင်ထားပေမယ့်ဖြစ်တဲ့လောက်ဖြစ်မလာဘူးဆိုတဲ့ဝေဖန်မှုတွေကိုလည်းအမြဲခံခဲ့ရှာပါရီအခုအာဒီတာလည်းအဲ့ဒီဝေဖန်မှုမျိုးနဲ့ထပ်တူကြရင်ဆိုင်နေရှာပါရီလီဗာပူးကိုရှုံးနေခဲ့ပွဲနဲ့မန်ချက်စတာစီးတီးနဲ့တီးကြခဲ့ပွဲမှာသူ့ရဲ့ကစားပုံကထိမ့်သိမ်းလွန်းနေလို့ဝေဖန်ခံခဲ့ရှာတာပါဒါကြောင့်ဆောက်ခဲ့ရဲ့အတွေးကြုံဟာအာဒီတာအတွက်သတိပေးခေါင်းလောင်းတန်တစ်ခုပါပဲပရီးမီးယားလိဖလားကိုစုကူးခြင်းနေဆိုရင်ဒီလိုထင်းထင်းကစားရေးပုံစံကိုပြောင်းလဲပြီးအသင်းရဲ့တိုက်စစ်စွမ်းရည်ကိုအပြည့်အဝထုတ်သုံးဖို့လိုအပ်နေပါရီ။မော်ရင်တော့အာဆင်နယ်ပရိသတ်ရဲ့အသေးခွဲခဲ့ရတဲ့22နှစ်တာဆောင်ဆိုင်မှုကြီးကဆက်ပြီးရှိကြနေအောင်မှာဖြစ်ပါရီ။